proposal ring တူပေမဲ့ Taylor Swift, Selena Gomez, Miley Vega, Hailey Bieber တို့ရဲ့လက်စွပ်တွေကလုံးဝကွာခြားသွားကြတာ။ဘာကြောင့်လဲဆိုရင်တော့ proposal ring တွေကိုရွေးချယ်ကြတဲ့အခါ Sincara sign နဲ့ shape ကိုပဲကြည့်ပြီးရွေးရမှာမဟုတ်ပဲ bride to be ရဲ့ personality ကိုပါထည့်သွင်းစဉ်းစားခဲ့ကြလို့ပါနော်။ proposal ring တွေကိုစပြီးစဉ်းစားကြမယ်ဆိုရင် shape ကတော့အရေးကြီးပါတယ်။ round brilliant cut တွေကလူတိုင်းနဲ့လိုက်ဖက်ပေမဲ့အသုံးများတာကြောင့် unique ဖြစ် design ဆန်းကျင်တဲ့သူတို့သမီးလေးတွေကအခြား fancy cut တွေဖြစ်တဲ့ princess cut, radiant cut, oval cut, pear cut နဲ့အခု2025ခုနှစ်မှာ Selena Gomez ကြောင့်ပြန်ပြီးခေတ်စားလာတဲ့ marquise cut လေးကိုရွေးချယ်လာကြပါပြီ။ shape ပြီးသွားရင်တော့ style, linkage နဲ့ shine လေးတွေကိုထပ်ပြီးတော့စဉ်းစားလို့ရပါပြီ။မြန်မာနိုင်ငံမှာကတော့ solitaire style နဲ့ shine တွေကို standard design လေးနဲ့အနှံကြတာများပါတယ်။ same shape အနေနဲ့ဆိုရင်တော့ round brilliant cut လေးကိုပဲရွေးချယ်ကြတာများပါတယ်နော်။အခု MG&J တို့စီမှာခတ်သွားတဲ့ full stack design လေးတွေကတခုကိုပြပြရမယ်ဆိုရင် oval shape စိန်ကို high profile, full prong set, solitaire band လေးနဲ့ခတ်ထားပြီးတော့ကျန်တဲ့အရန်လက်စွပ်တွေဖြစ်တဲ့ open band ring နဲ့ diamond tiara ring လေးကိုပါလှအောင်ထပ်မံပြီးရန်ထားပေးလိုက်ပါတယ်။ဒီလို stack လေးတွေကမင်္ဂလာဆောင်မြင့်ဝတ်ကြတဲ့ simple gold band လေးတွေနဲ့ပဲတွေ့ eternity band လေးတွေနဲ့တွေ့ဘလို့ပဲတွေ့ပဏ္ဍန်သစ်ပြီးလှနေမှာအမှန်ပါပဲရှင်။ဒါကြောင့်မို့လို့ကိုယ့်ရဲ့ဘဝမှာတစ်သက်မှတစ်ခါပဲကြုံတွေ့ရလေးရှိတဲ့ proposal လေးကလုံးဝပြီးပြည့်စုံပြီး perfect ဖြစ်ဖို့အတွက် MG&J ရဲ့အတွေ့အကြုံရှိ team ကနေပြီးတော့ proposal ring အတွက်ကိုအပြည့်အဝကူညီပေးခြင်းတဲ့အတွက်ကြောင့်အရောက်လာခဲ့ဖို့ဖိတ်ခေါ်ပါရစေရှင်။